ဟာကထွက်ပေါက်လဲဆိုတော့ကျွန်တော်မသေးချာဘူးဒါပေမဲ့ရွေးကောက်ပွဲကထွက်ပေါက်မဟုတ်တာတော့ကျွန်တော်သေချာတယ်နော်ဆိုတော့ဥပမာရွေးကောက်ပွဲကခုအခင်းအကျင်းကိုပဲကျွန်တော်တို့ကြည့်လိုက်ရင်သိပါတယ်နော်ဒီအခင်းအကျင်းမှာဆိုရင်ပြိုင်သူမရှိရင်တော့မှသူတစ်ပါတီပဲပြိုင်ပြီးတော့သူကအနိုင်ယူမဲ့ကိစ္စနော်ပြီးတော့ရွေးကောက်ပွဲကိုဝင်ပြိုင်ဖို့ကိုလည်းပဲသက်ဆိုင်ရာအခုလက်ရှိစစ်တပ်ထဲမှာရှိနေတဲ့စစ်တပ်အကြီးအကဲဗိုလ်မှူးဗိုလ်ချုပ်အများကြီးကိုစစ်တပ်ကနေပြီးတော့မှသက်ဆိုင်ရာသူတို့ပါတီကိုလက်ကင်တို့ပါတီကိုပြီးတော့ရွေးကောက်ပွဲဝင်ပြိုင်စေတဲ့ကိစ္စပြီးတော့သက်ဆိုင်ရာတခြားအတိုက်အခံနိုင်ငံရေးကိုကောင်းကောင်းမွန်မွန်နဲ့သိက္ခာရှိရှိနဲ့လုပ်မဲ့နော်အတိုက်အခံဖွဲ့စည်းတိုက်အခံပါတီတွေဝင်ပြိုင်နိုင်အောင်ဝင်ပြိုင်ပိုင်ခွင့်မရှိအောင်လုပ်ထားတဲ့ကိစ္စတော့ဒီဟာတွေကကြည့်လိုက်တယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲကဘယ်ကိုဥတည်နေလဲဆိုတော့ကျွန်တော်သိပါတယ်နော်ဆိုတော့ရွေးကောက်ပွဲရလဒ်တစ်ခုခုဖြစ်တော့ဖြစ်သွားမယ်ဖြစ်သွားပြီးမှအဲ့ဒီရလဒ်အပေါ်မှာဘာကွာသွားမလဲဆိုတော့နိုင်ငံအတွက်အဖြေဖြစ်မဖြစ်တော့ကျွန်တော်မပြောတတ်ဘူးဒါပေမဲ့ဘာကွာသွားဘာဖြစ်သွားမလဲဆိုတော့အခုမတရားအာဏာသိမ်းပြီးအုပ်ချုပ်ရာနေပြီးတော့ကျွန်တော်တို့ကလုံးဝရွေးကောက်ပွဲမှာဝင်ပြိုင်ခြင်းအပြင်ရွေးကောက်ပွဲကိုအားပေးခြင်းအပြင်ကျွန်တော်တို့ကစစ်တပ်ကိုကျွန်တော်တို့ထာဝရအုပ်ချုပ်နိုင်အောင်တနည်းအားဖြင့်ကျွန်တော်တို့ကိုထာဝရအုပ်ချုပ်နိုင်အောင်ကျွန်တော်တို့ကတရားဝင်လုပ်ပိုင်ခွင့်ဒါမှမဟုတ်သူတို့ရဲ့ကျွန်တော်တို့အပေါ်ကိုအမြဲတမ်းဖိနှိပ်ချုပ်ချယ်ပြီးတော့အုပ်ချုပ်မဲ့ကိစ္စကိုကျွန်တော်တို့ကတရားဝင်အောင်သွားလုပ်ပေးလိုက်တာ ਨੇ တူတယ်လို့မြင်တယ်ဒါပေမဲ့အဲ့လိုတရားဝင်အောင်လုပ်ပေးလိုက်ခြင်းအပြင်တရားဝင်ကျွန်တော်တို့ကိုဖိနှိပ်ပြီးတော့အုပ်ချုပ်တာကကျွန်တော်တို့တိုင်းပြည်ရဲ့အဖြေပဲလို့မြင်တဲ့လူတွေအတွက်ကတော့ဒါအဖြေလို့သူတို့ဆိုမှာပေါ့ဒါပေမဲ့ကျွန်တော်တို့အတွက်ကတော့အဲ့အဖြေမဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်